ဒီရုပ်ရှင်ဇာတ်လမ်းတွေကတကယ်ကိုကြည့်ကောင်းပါတယ်။ကိုရီးယားနိုင်ငံရဲ့မျိုးသမီးအမှုပညာရှင်တွေဟာကမ္ဘာပေါ်မှာအနည်းအများဆုံးအလုပ်ကိုင်ကိုလုပ်ကိုင်နေရတယ်လို့ဘာကြောင့်ပြောကြတာလဲ။ဘာကြောင့်လဲဆိုတော့သူတို့ခံစားရတာကခင်ပွန်းတယောက်တည်းတင်မဟုတ်ပဲအငြိကျေးတွေနဲ့ပြည့်နေနေတဲ့တထေးကြီးတွေရဲ့ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ရင်ဆိုင်နေရလို့ပါ။ဒီ2026ခုနှစ်ရဲ့အခုနှစ်အစမှာအပေါက်မြန်ဆုံးကိုရီးယားဇာတ်လမ်းတွေဟာကိုရီးယားရဲ့ဖျော်ဖြေရေးစီးပွားရေးနဲ့နိုင်ငံရေးနယ်ပယ်ကမတန်ရှင်းတဲ့လုပ်ရက်တွေကိုနေအောင်အောက်မှာတင်ပြထားတာပါ။ဒရိုက်တာကရိုက်ရဲလို့မဟုတ်ရင်တော့တောက်ပတဲ့မျက်နှာဖုံးနောက်ွယ်မှာဘလောက်ထိယူသွမှုတွေပုံပွယ်နေလဲဆိုတာကျွန်တော်တို့လုံးဝစိတ်ကူးကြည့်လို့တော့မရနိုင်ပါဘူး။ဒီနေ့တော့လူသားတွေရဲ့စိတ်နေသဘောထားကဘလောက်အထိမှောင်မိုက်နိုင်လဲဆိုတာကြည့်လိုက်ရအောင်။စိုးမျိုးရဲ့ဗဟိုတရားရုံးကစုံစမ်းစစ်ဆေးရေးမှုပါလူတွေကတော့အမဲလိုက်ခွေးလို့တင်စားခေါ်ဝေါ်ကြတယ်။ဒီမိပြောင်ကဘာကိုဆိုလိုတာလဲဆိုတော့ရဲခွေးလိုမျိုးပေါ့သွေးနဲ့ရရင်လွှတ်ပေးမှာမဟုတ်ဘူး။သူ့မှာအကြီးမားဆုံးအားနည်းချက်ကနောက်ခံမရှိတာပါဖခင်ကအလုသမားကောင်းဆောင်တစ်ယောက်ပါ။သူ့ဖခင်ကအလုသမားခွင့်ရေးအတွက်တိုက်ပွဲဝင်ရင်းနဲ့တထေးတွေနဲ့အကျင့်ပြတ်ချစားတဲ့တရားရေးဌာနရဲ့ပူးပေါင်းကြံစည်မှုကြောင့်ထောင်ချခဲ့ရပြီးနောက်ဆုံးမှာတော့ကိုတက်တည်သွားခဲ့ပါတယ်။ဒီအဖြစ်ပြက်ကသူ့ရင်ထဲမှာစူးတစ်ချောင်းလိုစိုက်ဝင်သွားတယ်လို့ပဲတရားမျှတမှုအပေါ်ယုံကြည်ချက်ကိုလည်းအပီးအပိုင်အစိတ်အမွှားဖြစ်သွားစေခဲ့တယ်။သူသဘောပေါက်သွားတာကကိုရီးယားမှာတရားမျှတမှုဆိုတာဘာမှမဟုတ်ဘူးအာဏာရှိမှသာလုံခြုံမှာဆိုတဲ့အချက်ပဲဒါနဲ့ပဲသူအသက်ကိုအရင်ပြုပြီးစုံစမ်းစစ်ဆေးရေးမှုဖြစ်လာခဲ့တယ်ဒါပေမဲ့သူအမြန်ပဲသဘောပေါက်သွားတယ်ဒါကသွေးသားဆက်နွယ်မှုနဲ့အာဏာတွေကပဲလွှမ်းမိုးချုပ်ကင်ထားတဲ့ပိတ်လောင်ထားတဲ့နိုင်ငံတစ်ခုဆိုတာကိုပေါ့မင်းလိုစင်းရဲတဲ့ကောင်လေးကဒီရုပ်ရှင်ဇာတ်လမ်းတွေကတကယ်ကိုကြည့်ကောင်းပါတယ်ကိုရီးယားနိုင်ငံရဲ့မျိုးသမီးအမှုပညာရှင်တွေဟာကမ္ဘာပေါ်မှာအနည်းအများဆုံးအလုပ်ကိုင်ကိုလုပ်ကိုင်နေရတယ်လို့ဘာကြောင့်ပြောကြတာလဲ။ဘာကြောင့်လဲဆိုတော့သူတို့ခံစားရတာကခင်ပွန်းတယောက်တည်းတင်မဟုတ်ပဲအငြိကျေးတွေနဲ့ပြည့်နေနေတဲ့တထေးကြီးတွေရဲ့ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ရင်ဆိုင်နေရလို့ပါ။ဒီ2026ခုနှစ်ရဲ့အခုနှစ်အစမှာအပေါက်မြန်ဆုံးကိုရီးယားဇာတ်လမ်းတွေဟာကိုရီးယားရဲ့ဖျော်ဖြေရေးစီးပွားရေးနဲ့နိုင်ငံရေးနယ်ပယ်ကမတန်ရှင်းတဲ့လုပ်ရက်တွေကိုနေအောင်အောက်မှာတင်ပြထားတာပါ။ဒရိုက်တာကရိုက်ရဲလို့မဟုတ်ရင်တော့တောက်ပတဲ့မျက်နှာဖုံးနောက်ွယ်မှာဘလောက်ထိယူသွမှုတွေပုံပွယ်နေလဲဆိုတာကျွန်တော်တို့လုံးဝစိတ်ကူးကြည့်လို့တော့မရနိုင်ပါဘူး။ဒီနေ့တော့လူသားတွေရဲ့စိတ်နေသဘောထားကဘလောက်အထိမှောင်မိုက်နိုင်လဲဆိုတာကြည့်လိုက်ရအောင်။စိုးမျိုးရဲ့ဗဟိုတရားရုံးကစုံစမ်းစစ်ဆေးရေးမှုပါလူတွေကတော့အမဲလိုက်ခွေးလို့တင်စားခေါ်ဝေါ်ကြတယ်။ဒီမိပြောင်ကဘာကိုဆိုလိုတာလဲဆိုတော့ရဲခွေးလိုမျိုးပေါ့သွေးနဲ့ရရင်လွှတ်ပေးမှာမဟုတ်ဘူး။သူ့မှာအကြီးမားဆုံးအားနည်းချက်ကနောက်ခံမရှိတာပါဖခင်ကအလုသမားကောင်းဆောင်တစ်ယောက်ပါ။သူ့ဖခင်ကအလုသမားခွင့်ရေးအတွက်တိုက်ပွဲဝင်ရင်းနဲ့တထေးတွေနဲ့အကျင့်ပြတ်ချစားတဲ့တရားရေးဌာနရဲ့ပူးပေါင်းကြံစည်မှုကြောင့်ထောင်ချခဲ့ရပြီးနောက်ဆုံးမှာတော့ကိုတက်တည်သွားခဲ့ပါတယ်။ဒီအဖြစ်ပြက်ကသူ့ရင်ထဲမှာစူးတစ်ချောင်းလိုစိုက်ဝင်သွားတယ်လို့ပဲတရားမျှတမှုအပေါ်ယုံကြည်ချက်ကိုလည်းအပီးအပိုင်အစိတ်အမွှားဖြစ်သွားစေခဲ့တယ်။သူသဘောပေါက်သွားတာကကိုရီးယားမှာတရားမျှတမှုဆိုတာဘာမှမဟုတ်ဘူးအာဏာရှိမှသာလုံခြုံမှာဆိုတဲ့အချက်ပဲဒါနဲ့ပဲသူအသက်ကိုအရင်ပြုပြီးစုံစမ်းစစ်ဆေးရေးမှုဖြစ်လာခဲ့တယ်ဒါပေမဲ့သူအမြန်ပဲသဘောပေါက်သွားတယ်ဒါကသွေးသားဆက်နွယ်မှုနဲ့အာဏာတွေကပဲလွှမ်းမိုးချုပ်ကင်ထားတဲ့ပိတ်လောင်ထားတဲ့နိုင်ငံတစ်ခုဆိုတာကိုပေါ့မင်းလိုစင်းရဲတဲ့ကောင်လေးက